ကျွန်တော်ဒီနေ့ကကျတော့အိမ်ထဲမှာဆိုတော့ဒီလိုပေါ့နော်ဒီဘာတော့ဘောင်းချတာအောက်လေးတွေလောက်တဲ့နီးလေးတွေပေါ့ဒီလိုရုပ်လေးတွေထည့်တာပေါ့ဒီလိုဟာလေးတွေထည့်တာဝါးတွေမှာဆိုရင်ဘာလို့ဆိုလူပိတ်တာတွေပါလောက်ရင်ရုပ်တွေထည့်ရတယ်မင်္ဂလာဆောင်ပိတ်တာတွေပါလောက်ရင်ရုပ်တွေထည့်အဲ့လိုထည့်တာတွေဘယ်လိုထည့်တာမို့ဆိုတော့ထည့်တဲ့နီးပေါ့နော်အဲ့ကျွန်တော်ဘာလို့ဆိုရင်ဒီအင်စာတက်တဲ့စင်မို့မှာဒီစင်မို့နေလိုက်ရင်ကျွန်တော်ဒါမျိုးလေးကြာလာမှာပေါ့နော်ကြာလာတာဟိုမှာကျွန်တော်အကောင်လေးတွေကဒီကောင်လေးတွေကတကယ်တော့ဒီစာလိုပဲဒီကျွန်တော်အင်္ဂလိပ်စာလိုပဲဒီကောင်လေးကတကယ်တော့ဖောင်းလေးတွေပဲဖောင်းလေးတွေအဲ့ကောင်လေးတွေကဘာအောင်ဆိုရင်ကျွန်တော်တို့ရှေ့မှာဒါလေးတွေကပေါ်လာမှာပေါ့နော်အဲ့လိုရှေ့လားမရှိလားဖောင်းနေပါစစ်တာပေါ့နော်စစ်တဲ့နေတဲ့ကျွန်တော်အဲ့ပြပြတော့ပေါ့ဒီကျွန်တော်တို့ပုံမှန်ဆိုရင်ဒီ control band တွေမှာရှိရပေါ့နော် control band တွေကဖောင်းဆိုတာလေးကိုသွားလိုက်ရင်ကျွန်တော်တို့ဖောင်းနေအကြောင်းပေါ့ဒီမှာကျွန်တော် laptop မှာဆို968မျိုးရှိရပေါ့နော်ဖောင်းနေရတာအဲ့လိုအများကြီးပဲဒီထက်ကဖောင်းနေမရှိဘူးဒါမှမဟုတ်ဖြတ်တာဆိုရင်အဲ့ဝါးတွေပါဝိုင်းနေအဲ့အိတ်စဲတွေပေါ့နော်ဖောင်းမရှိဘူးဆိုတော့300ပေါ့ကျွန်တော်ဒီဖောင်းလေးတွေကိုတော့ install တင်တာလို့ပဲပေါ့နော်ဆိုင်မှာဖြစ်ပြီးကိုယ့်ဟာကိုယ်ထောင်းတာပဲဖြစ်ဒီစောနာဖောင်းဆိုဒီရွှေတွေးတွေထဲမှာပါတာပေါ့အဲ့ဒါခါလေးကြအဲ့ control band နဲ့ဖောင်းဆိုပြီးသွားလို့မရဘူးပေါ့နော်အဲ့မှာမရှိဘူးပေါ့နော်ရှာလို့မတွေ့အဲ့ဒါဆို disk PC ကလိုခဲ့တဲ့အဲ့ဒီမှာကျွန်တော် window ကနေမှကျွန်တော်တို့ဒီမှာရှိတဲ့ဖောင်းဆိုတာလေးအဲ့လိုလေးသွားလည်းရတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီဆိုတော့ဖောင်း968ကျွန်တော်မှ968တချို့ကြလဲနေလို့များလို့ထည့်ထားကြတာပေါ့နော်အဲ့ဒါကျွန်တော်ဒီတရားလေးလုပ်တဲ့နေ့ကျွန်တော်ပြောပြမယ်နော်မြတိုင်းတောင်ရုပ်လေးကျွန်တော်ဘယ်ကထည့်ရလဲဆိုအဲ့မှာကျွန်တော် insert နဲ့ symbol ကနေမှဒီ symbol ပဲထည့်တယ်အဲ့မှာကျွန်တော် U4 ရွှေသွေး30ဆိုတာလေးတွေမှာပါတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့အများကြီးရှိတယ်တခြားဟာတွေလည်းရှိတယ်ပေါ့နော်အဲ့ဖောင်းလေးတွေတုံးလာတာ U4 ရွှေသွေးဆိုတဲ့ဟာလေးမှာတော့အသုံးများတယ်ပေါ့နော်ဒီမှာဆိုအယုတ်လေးတွေကြောင်ရုပ်လေးတွေပါလေးတွေပေါ့နော်အဲ့လိုလေးအဲ့အနေမှာကျွန်တော်ဒီဟာလေးကိုနှိပ်ပြီးတော့ insert ဆိုပြီးခေါ်တာပေါ့နော်ခေါ်တာမှာကျွန်တော်ဒီကောင်လေးကအစာပိုင်းမှာသေးနေတယ်ဆိုတော့သေးနေလို့ကျွန်တော်ဒီမှာဒီကောင်ကနေပြောင်းလို့ရတယ်ပေါ့ဒီကောင်ကနေပြောင်းလို့ရအောင်နော်ဒီပြတိုင်းတောင်ရောင်းဝယ်ရေးရတယ်ကျွန်တော်တို့ဝင်းအင်းဝါနဲ့ရေးတာပေါ့နော်ဝင်းအင်းဝါအပေးမှုကိုကျေးဇူးတင်ပါဒီကောင်လေးကသေးနေတယ်ဆိုတော့ပြောင်းလို့ရပါပေါ့နော်အာတောင်ဖြစ်နေအပေးမှုအာဖြစ်နေအဲ့ဒါတော့ဒီမှာW31 ဝါအာဟောက်ဆိုတကယ်တော့ကျွန်တော်အဲ့ဒါဘယ်လိုရှားရတာဆိုဒီထဲလေးမှာပါတယ်တွန့်လေးတွေရှောက်ရိုက်နေတာပေါ့ကျွန်တော်တကယ်တော့အဲ့လိုမသိဘူးပေါ့ထဲလေးမှာအဲ့လိုကိုယ့်ဘာကိုထည့်လို့ရပါတော့အဲ့ကျွန်တော်ဒီသင်ခန်းစာမှာကျွန်တော်တို့အကုန်လုံးပါလာပြီပေါ့နော်ဒီဟာကြီးတစ်ပွက်လုံးကိုကျွန်တော်ပြောင်းလိုက်တာပါအောင်ဆိုရင်အကုန်လုံး A1 ကနေပြီးတော့ E1 အထိကိုကျွန်တော် select ပြီးဒီမှာ mark and center နဲ့ဒီကောင်ပြောင်းတာလည်းအဲ့လိုပဲပေါ့နော်ဒီကောင်အကုန်လုံးကို select ပြီးတော့ mark and center အဲ့ဒီမှာဒီကောင်လေးပုံမှန်တိုင်းပဲကျွန်တော်ရေးရပေါ့နော်ဒီကောင်လေးအလဲချိန်နေတယ်ဆိုရင်ဒီမှာအလဲမှာချိန်လို့ရပါပေါ့နော်ဒါမျိုးလေးတွေအဓိကကျွန်တော်ဖောင်းမှာဖောင်းနေထည့်တာပေါ့လေပေါ့နော်ချို့ဘယ်လို laptop တို့ computer တို့အသေးဝယ်တဲ့တူတယ်ဆိုင်ကနေပြီးတော့လို့တကယ်ထည့်ပေးလိုက်တာလည်းရှိမှာပေါ့နော်မရှိဘူးဆိုရင်အဲ့လိုကိုယ့်ဘာကို install တင်ရမှာပေါ့ကိုယ့်ဘာကို install တင်တာပြည့်ဆိုင်ပြီးတင်ရမှာပေါ့နော် Okay ဒီနေ့ကဘာလို့ဆိုရင် insert တက်ကကျွန်တော် symbol မှာတင်ရင်းနဲ့မှာကျွန်တော်ဒီ font လေးတွေအကြောင်းပေါ့နော် font လေးတွေကျွန်တော်ဖောင်ကိုလည်းဇော်ကြီးအင်းဝဇော်ကြီးနဲ့ပြီးတော့လည်းဒီဇော်ကြီးဆိုတာဒီဖောင်တွေကသူကလည်းလှအောင်လုပ်တာပေါ့နော်ဒီကျွန်တော်တို့ Unicode ကမှနေကျွန်တော်တို့ကွန်ပျူတာနားလဲကုတ်တွေနဲ့အလုပ်လုပ်တာဖြစ်တယ်ကျွန်တော်ဒီစာတွေမှာဆိုကုတ်ရှိရတာကျွန်တော်တို့နားလဲထားတာမြန်မာဒီပြည့်စုံပြည့်လို့နားလဲထားတာသူကကျတော့ကုတ်တွေနဲ့ပဲနားလဲတာအဲ့ဒါအတွက်ကုတ် standard ရှိတယ်သူကUnicode ကိုအားကြောင့်မလို့အသုံးပြုထားတာ Unicode ဆိုရင် Unicode နဲ့ရိုက်ထားတဲ့စာဆိုဒီကွန်ပျူတာနားလဲဒီပြည့်စုံဒီတိုင်းတော့နားမလဲဘူးပေါ့နော်ဒီနေ့ကဖောင်းနေကြောင်းပြောရင်လည်းနည်းနည်းများတာပေါ့နော်ဒီနေ့တော့ပါမယ်နောက်နေ့ကျမှပြန်လို့မယ်သိချင်တာပဲရှိတခြား
တော့နဲ့ပတ်သက်တဲ့ဘိုးလူတာလေ့ကျင့်တာကျွန်တော်မေးလို့ရတယ်ကိုကတော့ပုံမှန်တိုင်းပဲ file စေမယ်ဒီနေ့ online class မှာဘယ်လောက်ရှိသွားပြီလဲဆိုတော့ဒီ16ရှိသွားပြီပေါ့နော်ဒီ16